အားလုံးမြင်ပါပါဒီနေ့ကတရားမြောက်အချိန်ပေါ့နော်ဒီပထမတစ်ခေါက်ကစလုံးသိရှုပ်ထားရဲအိမ်မစီမှာပဲဒီတစ်ခေါက်ပါ highlight လုပ်ပေါ့မစီမှာပဲစပင်းချွတ်ထားတာလုံးဝမပြတ်စီးဘူးလုံးဝလည်းစပင်းမကျွတ်ဘူးဆိုတော့ဒီတစ်ခေါက်မှလည်းချစ်ပြီးတော့ highlight လုပ်မယ်ဆိုတော့ဒီခါမှာဆိုလို့ရှိရင်ပြီးလို့ရှိရင်ရောင်လေးထပ်တော့ပါလို့ရှိပါတယ်ဆိုတော့လိုက်ကြည့်ပြကြပါ ဆိုင်လိပ်စာလေးကတော့925 Blossom Hill Westview ရဲ့မျက်နှာစာပါပဲရှိရောရှားရအရင်လွယ်ပါတယ်။ဒီဗီဒီယိုလေးကိုပြပြီးတော့စလုံးသားမယ်ဆိုလို့ရှိရင်တော့ special discount လေးရမှာနော် ဒီနေ့ကတော့ဒုတိယမြောက်နေ့ပေါ့နော်ပထမလေးကစပင်းစီဆိုးထားရပြီးတော့ဒီနေ့မှနေပြီးတော့ highlight ထပ်လုပ်ဖို့ကြံပြီးရပို့ပြီးတော့အရာဖြောကလာပို့ပြီးတော့ဖြောချင်တယ်ဆိုလို့ရှင်ပေါ့နော်ဆိုတော့ဒုတိယမြောက်နေ့စပင်း highlight လာဖတ်တာပဲဖြစ်ပါရဲ့ရှင်ဒါတော့မှပါ Okay စမယ်ချိတ်တယ်ဒီဟာလည်းအလဲခါတဲ့အမစင်တော့ထည့်စီကတော့စီပုံတယ်လေရိုက်ပြီလားဒီကနေ ထုံးလက်လုပ်ထားတယ်နော် highlight ဖောက်ထားတယ်ဒီကရင်တော့ခဏလေးဖောင်းရှုံနေကောင်းရှုံပြီးတော့ရင်တော့အဆုံး final result တွေတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ final result ပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ခါကတော့ash color ကို highlight လာဖောက်တာပေါ့နော်ဆိုတော့နောက်2လလောက်လိုက်တယ်လားနောက်2လလောက်နေရင်တော့ keratin treatment လာလုပ်ပါမယ်ရှင်အဲ့ကြရင်ပြန်တွေ့ကြမယ် thank you ဒါကတော့ final result ပါအရင်ကြိုက်ပါရဲ့ရှင်